မင်္ဂလာပါပရိသတ်ကြီးတို့ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့မြမလက်ဆန်းဘေးတင်ပညာရဲ့အလွန်ထူးခြားတဲ့ကိန်းဝတ်မှုတစ်ခုဖြစ်တဲ့တောက်ကြစမ်းပြီးဆိုတဲ့နမိတ်အကြောင်းကိုဆရာကြီးကအထူးဟောကြားပေးခြင်းပါတယ်လောကမှာမိသားစုတစုရဲ့ကံကြမ္မာဟာအိမ်သားတွေရဲ့နေနံအပေါ်မှာအများကြီးမူတည်နေတတ်ပါတယ်အခုမြမလက်ဆန်းဘေးတင်ကိန်းတစ်ခုလုံးမှာတောက်ကြကရိုဟာအထွတ်အခေါင်အဆင့်ကိုရောက်ရှိသွားပြီဖြစ်လို့ခင်ဗျားတို့မိသားစုတွေမှာတောက်ကြသားသမီးတယောက်သေးပါယုံတဲ့တင်အဲ့ဒီအိမ်ဟာဒီနှစ်မှာကံတရားရဲ့စောင့်ရှောက်မှုကိုတအိမ်လုံးခံစားရတော့မှာပါတောက်ကြသားသမီးတို့ရဲ့ဘုံကံဟာအမြင့်မားဆုံးကိုရောက်ရှိနေပြီးသူတို့ရဲ့ညာလက်ယုံဟာအောင်မြင်မှုမီဟုံဟုံတောက်မဲ့ကာလကိုရောက်နေပါပြီခင်ဗျားတို့ဟာဒီတစ်နှစ်လုံးမှာအဓိပတိအိမ်မှာနန်းဆန်ရတယ်လို့မျိုးဘယ်အရာကိုပဲကြံစီအောင်မြင်မှုတွေကရှေ့ကနေစောင့်ကြိုနေပါလိမ့်မယ်တောက်ကြသားသမီးတို့ရဲ့ကံတရားဟာဒီနှစ်မှာဘလောက်တောင်အားကောင်းနေတယ်လဲဆိုရင်ခင်ဗျားတို့ရဲ့ဘယ်လက်ကငွေတဆုပ်ကျဲရင်ညာလက်ထဲကိုငွေတလဲဝင်မယ်ညာလက်ကရွှေတဆုပ်ကျဲရင်ဘဲလက်ထဲကိုရွှေတလဲပြန်ဝင်လာမယ်လက်လာပါအစမတန်ပွင့်လန်းမဲ့ကိန်းဆိုင်နေပါတယ်ဒါကြောင့်တောက်ကြသားသမီးတွေအနေနဲ့ဒီလောက်ကောင်းနေတဲ့ကံတရားကိုမညှဉ်းနှွမ်းစေဖို့တီလနဲ့ဒါနကိုအမြဲအဖော်ပြုကြဖို့ကျွန်တော်ကတိုက်တွန်းလိုပါတယ်ဒါအပြင်တာ၍ကံကောင်းစေဖို့အတွက်ဆရာကြီးပေးမဲ့အစွမ်းထက်လာတဲ့ရရာလမ်းညွှန်ချက်တွေကိုလည်းတေချာမှတ်သားပြီးလိုက်နာကြစေလိုပါတယ်ခင်ဗျားတို့အနေနဲ့ငွေကြေးပိုင်းမှာအခက်ခဲမရှိဘဲလက်ရွှင်ခြင်းတွေဆိုရင်အညွန့်အဆောင်ရပါမယ်အခုလိုပတောက်တွေပွင့်တဲ့ရာဒီမှာပတောက်ခက်ဒါမှမဟုတ်ပတောက်ပန်းကိုဖျားမှာကတ်လူပူဇော်ပေးပါဒါဟာခမရတို့ရဲ့ငွေဝင်လန်းကိုအရှိန်အဟုန်နဲ့ပွင့်စေပါလိမ့်မယ်တကယ်လို့ပရိသတ်ကြီးတို့တွေကတောက်ကြသားသမီးတွေဟာလုံငန်းခွင်မှာယာရူးတိုးချင်တာဩဇာအာဏာလိုချင်တာမျိုးရှိရင်တော့အမြင့်ဆောင်ရပါမယ်ဩဇာတီးဒါမှမဟုတ်ဩဇာညွန့်ကိုဖျားမှာကတ်လူပူဇော်ပေးခြင်းဖြင့်ခမရတို့ရဲ့လုံငန်းခွင်မှာဩဇာတေကမအရှိန်အဝါတွေတရှိန်ထိုးတက်လာပါလိမ့်မယ်အိမ်တော်ရင်းနဲ့နှလုံးသားရေးမှာအစင်မပြေတာတွေပြဿနာတွေရှိနေရင်တော့မာလကားညွန့်လေးကိုပတ်စံအိတ်ထဲမှာအဆောင်အဖြစ်ထည့်ဆောင်ထားဖို့ဆရာကြီးကလမ်းကျွံပါလဲစေဒါအဖြစ်မိမိတို့အနေနဲ့မြို့ပြောင်းရွာပြောင်းအပြောင်းအရွှေတွေမဖြစ်ချင်ဘူးဆိုရင်တော့အုံညွန့်ကိုနင်းနီးခေါင်းဆေးမင်္ဂလာပြုလုပ်ပေးပါကျမ်းမာရေးအနေငယ်ညံ့ခိုင်နေသူတွေရှိရင်လည်းမြေတန့်ပရိတရာတော်တွေကိုနာယူကြီးညိုခြင်းဖြင့်ဘေးဥပါဒ်အန္တရာယ်တွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်အနည်းချုပ်ရရင်တော့တောက်ကြသားတို့ပြီးပရိသတ်ကြီးတို့ခင်ဗျာအခုကစားပြီးခမရတို့ရဲ့ဘဝဟာရွှေကောင်းတောက်တော်မှာဖြစ်တယ်လို့ခမရတို့ကြောင့်ခမရတို့ရဲ့မိသားစုပါကန်ထူးကြတော့မှာပါဆရာကြီးပေးတဲ့ဒီလမ်းချွန်ချက်အတိုင်းယုံကြည်ချက်အရှိရှိနဲ့လှုပ်ဆောင်သွားမယ်ဆိုရင်ဒီတစ်နှစ်လုံးဟာခမရတို့အတွက်ပါခမရတို့မိသားစုအတွက်ပါအကောင်းဆုံးနဲ့အချမ်းသာဆုံးနှစ်ဖြစ်လာမှာမြေကြီးလက်ခံမလွဲပါပဲတောက်ကြသားသမီးပရိသတ်ကြီးအားလုံးကျမ်းမာချမ်းသာပြီးလက်လာပါဒီအပုံလိုက်ဝင်ကြပါစေဗျာအားလုံးပဲကျေးဇူးတင်ပါတယ်